စုတရားတွေတနေ့တော့ဆွေးခွေရလိုက်ခြင်းနဲ့အခုတော့ပင်မလဲဖြစ်ရဲ့အခုတော့ပင်မလဲရဲ့အမီရဲ့စွန့်ပြစ်ထားလမ်းပေါ်မှာချစ်ပြင်းခဲ့တဲ့ဘဝများမဖြေတာမိဘမြတ်တာဘယ်လိုရှိမိလဲတရားငယ်လေးတဲ့ဘဝရဲ့အားလည်းတကယ်ပဲသိငယ်တယ်တွေ့မိတိုင်းအသေးနာတယ်မိဘမြတ်တာကျေးဇူးတရားတွေတနေ့တော့ဆွေးခွေရလိုက်ခြင်းနဲ့အခုတော့ပင်မလဲဖြစ်ရဲ့အခုတော့ပင်မလဲအမီရဲ့မဖြေတာမိဘမြတ်တာဘယ်လိုရှိမိလဲတရားငယ်လေးတဲ့ဘဝရဲ့အားလည်းတကယ်ပဲသိငယ်တယ်တွေ့မိတိုင်းအသေးနာတယ်သတ္တမေလိုက်မှာပေမေဆိုတာကိုကွယ်အားချအနန္တဘုံမှာတပတ်တော်ဝင်လို့ရှိပြီမယ်လဲလေအခုတော့တယောက်တည်းဘဝလဲမိဘတွေလဲအဝေးမှကွယ်တနည်းတော့ပြင်ခဲ့မလားကွယ်စောနေရှာတဲ့သားသမီးတွေရဲ့ပြင်လာခဲ့ပါအဖေနဲ့အမေရဲ့ကျေးဇူးတရားတွေတနေ့တော့ဆွေးခွေရလိုက်ခြင်းနဲ့အခုတော့ပင်မလဲဖြစ်ရဲ့အခုတော့ပင်မလဲအမီရဲ့စွန့်ပြစ်ထားလမ်းပေါ်မှာချစ်ပြင်းခဲ့တဲ့ဘဝများမဖြေတာမိဘမြတ်တာဘယ်လိုရှိမိလဲတရားငယ်လေးတဲ့ဘဝရဲ့အားလည်းတကယ်ပဲသိငယ်တယ်တွေ့မိတိုင်းအသေးနာတယ်သတ္တမေလိုက်မှာပေမေဆိုတာကိုကွယ်အားချအနန္တဘုံမှာတပတ်တော်ဝင်လို့ရှိပြီမယ်လဲလေအခုတော့တယောက်တည်းဘဝလဲမိဘတွေလဲအဝေးမှကွယ်တနည်းတော့ပြင်ခဲ့မလားကွယ်စောနေရှာတဲ့သားသမီးတွေရဲ့ပြင်လာခဲ့ပါအဖေနဲ့အမေ